Two right. One right. ဒီလိုဆို Three three right. right ဖြစ်နေတာ One right. ဒါဆိုရင် Three right. အမ3ကနေ1ဖြစ်သွားရဲဆိုတာကအမရွှေ့လိုက်တဲ့နှစ်ခုလုံးက ဟုတ်နေလို့လေအေးလေအဲ့ဒါမလို့ဟုတ်နေလို့လေဒီလိုဆိုရင် one right ဖြစ်သွားတာလေဒါဆိုရင် three right လေ three right ကဒီဟာ3လားဒီဟာ3လားတော့လေ3လား ဘာလို့အဲ့လိုကြီး ဘာမျိုးလေ ဘေးချင်းကဲဖြစ်ရမှာ ဒီလိုရွှေ့လိုက်တာနော်ခုနဒီလိုရွှေ့လိုက်တာနော် one right ဆိုရင်ဒါဆိုရင် three right အဲ့ဒါမှန်တဲ့ဟာကိုမထိနဲ့တော့လေ ဒီနှစ်ခုမထိတော့ဘူးလေ ကျိုးသွားအောင်မယ် ဒီနှစ်ခုမထိတော့ဘူးလေ four right. Three right. ဒါဆိုရင် four right Four right ခဏပြုတ်ပြုတ်ကြနေရfour right ထားလိုက်တော့ ဒီနှစ်ခုကမဟုတ်ဘူးဒါဆိုရင် three right ခုမှတကယ်ချွေးပြန်နေ two right အမအရှုံးပြီးရင်လည်းပေးလိုက်ပါတော့အမရဲ့ တော့ပြန်မတာဖြစ်နေမလားခုန9ခုတော့ဟုတ်သေးရဲ့ဒါ three right ဟုတ်တယ်ဒီနှစ်ခုကဟုတ်တယ်ဒီနှစ်ခုကဟုတ်တယ် ဟာရွှေ့လေ four right three right oh my god တော့ ဒီနှစ်ခုပဲမမိတယ် လောလောမပြီးအောင်ဆုံးမလားပြ ဒါဆိုရင်3 right ဟုတ်ဒါဆို4 right ဟုတ်တယ်နော်4 right ဟုတ်တယ်နော် all right မနှစ်ခုပဲချိန်ရပြီပါ two right ဘောကနေ2ဖြစ်သွားတယ်အဲ့တော့အဲ့နှစ်ခုကပါ ဒီနှစ်ခုလည်းဟုတ်နေပြီလေအဲ့ဒါဆိုဒီကနှစ်ခုချိန်လိုက်ရုံပဲ လေးမလားပါပြီ all right ပါ